တောက်ရင်းနဲ့လူတွေလုံးမိတတ်တဲ့အမှားများကျွန်တော်တို့ခန္ဓာကိုယ်ရဲ့၃ပုံ၂ပုံရေရည်နဲ့ဖွဲ့စည်းထားပါတယ်။ဒါကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့စိတ်ပိုင်းတွေမျှတစွာလုပ်ငန်းဆောင်ရွက်ဖို့အတွက်ရေကအရန်ကိုရေးပါပါတယ်။ဒါပေမဲ့လူတွေကရေကိုမှားယွင်းတဲ့နီလန်းအနေနဲ့တောက်သုံးမိနေတတ်ကြပါတယ်။ဒီလိုမှားယွင်းတဲ့နီလန်းအနေနဲ့တောက်သုံးမိတဲ့အခါမှာခေါင်းတစ်ချမ်းကိုက်တာတွေအဆင့်မြင့်နာကျင်တာတွေအစာချေစနစ်အားနည်းတာတွေအရေပြားပြဿနာတွေသပင်ကျွတ်တာတွေနှလုံးနဲ့ကြောက်ကပြဿနာတွေစတဲ့ကျန်းမာရေးပြဿနာတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။စိတ်မကောင်းဆုံးချက်ကတော့လူဦးရေရဲ့69%လောက်ကရေရီကိုမှားယွင်းတဲ့နီလန်းတွေနဲ့တောက်သုံးပြီးလို့မရည်ရွယ်ပဲကျန်းမာရေးပြဿနာတွေနဲ့ကြုံတွေ့နေရပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ကလိုအပ်တဲ့ရေတောက်သုံးမှုကနေအကျိုးရလဒ်တွေရလာမယ့်စားကျန်းမာရေးပြဿနာတွေနဲ့ပဲတွေ့ကြုံနေရပါတယ်။အဲဒါကြောင့်ဒီဗီဒီယိုမှာတော့ရေကိုမှန်ကန်တဲ့နီလန်းနဲ့တောက်သုံးတတ်စေဖို့အတွက်မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦး။မိတ်ဆွေတို့ရေဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်အတွက်အရန်အရေးပါပါတယ်။ရေသာမရှိရင်ကက်ဆီဓာတ်၊ပရိုထိန်းနဲ့အဆီရီယာရလာတဲ့အာဟာရတွေကိုအသုံးပြုနိုင်မှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ရေကမရှိမဖြစ်လိုအပ်ပြီးအကျိုးရှိစေလို့ပါ။ဒါပေမဲ့ရေကိုကျွန်တော်တို့တောက်ချင်တိုင်းတောက်လို့ရတယ်လို့မဆိုလိုပါဘူး။ဒီဗီဒီယိုထဲမှာတော့ရေကိုမှားယွင်းစွာတောက်သုံးနေကြတဲ့အကြောင်းရင်းတွေနဲ့ဘယ်လိုတောက်သုံးရမလဲဆိုတာတွေကိုအချက်၅ချက်နဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1အစာမစားမီနဲ့အစာစားပြီးရေတောက်ခြင်းအစာစားပြီးတိုင်းရေတစ်ဖန်ခွက်တောက်ရင်စိတ်ကြည်နမှုရစေနိုင်ပါတယ်။ဒါပေမဲ့ဒါကတင့်ခန္ဓာကိုယ်အတွက်အဆိုးဆုံးຢာတွေထဲကတစ်ခုပါ။အစာစားပြီးရဲ့အခါအစာချေဖို့ကူညီပေးတဲ့အနေနဲ့ခန္ဓာကိုယ်ရဲ့အပူချိန်ကမြင့်တက်လာပါတယ်။အစာစားပြီးရနဲ့ရေတောက်တာအစာအိမ်ကိုအေးစေပြီးအစာချေရည်ကိုအားပြော့သွားစေပါတယ်။ဒီလိုအားပြော့သွားတဲ့အခါအစာချေဖြတ်မှုကိုအားနည်းစေပြီးအစာတွေကိုမကြည်မညက်ဖြစ်စေပါတယ်။ဒီလိုမကြည်ညက်တဲ့အစာတွေကခန္ဓာကိုယ်တွင်းထဲမှာပုတ်သွားနိုင်ပါတယ်။အစာတွေပုတ်သွားတဲ့အခါတင့်ခန္ဓာကိုယ်ကအဲ့ဒီအစာကနေရလာမယ့်အာဟာရဓာတ်တွေကိုမစုပ်ယူနိုင်တော့ပါဘူး။အဲ့ဒီကနေအစာအိမ်မှာလေးထတာတွေဘိုက်ကယ်တာတွေနဲ့အချင်းပေါက်တာတွေလိုမျိုးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။အဲ့ဒါကြောင့်အချို့လူတွေကပြောကြပါတယ်။သူတို့တွေကကျန်းမာရေးအတွက်ကောင်းတဲ့အစာတွေကိုစားတယ်။ရေလုံလုံလောက်တောက်တယ်။ဒါပေမဲ့ဝိတ်မကျသွားဘူးလို့ပြောကြတယ်။တကယ်အကြောင်းရင်းကတော့သူတို့တွေကအစာမစားမီဒါမှမဟုတ်အစာစားပြီးရဲ့နောက်မှာရေချက်ချင်းတောက်ကြလို့ဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်ပေးခြင်းတဲ့အကြံပြုချက်ကတော့အစာစားပြီးချင်းရေတောက်မဲ့စားပါးစပ်ကိုရေနဲ့ပလုတ်ခြင်းလိုက်ပါဒါကတကယ်အထောက်အကူဖြစ်စေပါတယ်နံပါတ်2ရေကိုငမ်းမရတောက်ခြင်းယနေ့ခေတ်လိုလျင်မြန်တဲ့ဘဝနေထိုင်မှုမှာလူတွေကရေကိုစိတ်ထဲသိမ့်မထားပဲတောက်တတ်ကြပါတယ်ဒါယုံရခက်နိုင်ပေမဲ့မိတ်ဆွေတို့ရဲ့ရေတောက်ပုံကနေမိတ်ဆွေတို့ရဲ့ဘဝတွေကိုကြီးကြီးမားမားကွာခြားသွားစေပါတယ်မိတ်ဆွေတို့ကရေကိုတအားမြင်မြန်တောက်မယ်ဆိုရင်ခန္ဓာကိုယ်ကဒါကိုလက်မခံပဲစီးရနေတစင်အမြန်ပြန်လေစွန့်ထုတ်ပါတယ်အဲ့ဒီခါခန္ဓာကိုယ်ကရေဓာတ်ပြန်လေခန်းချောက်သွားပါတယ်ဒါမိတ်ဆွေတို့လိုချင်တဲ့ပုံစံနဲ့ဆန့်ကျင်ပဲဖြစ်နေမှာပါဒါအပြင်ကျွန်တော်တို့အစာရင်ကအက်ဆစ်ဓာတ်ပါပါတယ်ဒါပေမဲ့ပါးစပ်ထဲကတတွေးကတော့ alkali ဓာတ်ပါပါတယ်တတွေးရဲ့အလုပ်ကတော့အစာရင်ထဲမှာရှိတဲ့ acids ကိုထိန်းညှိပေးဖို့ဖြစ်ပါတယ်မိတ်ဆွေတို့ကရေကိုခက်မြင်မြန်နဲ့အငမ်းမရတောက်လိုက်ရင်တတွေးတွေနဲ့ရေကများများဆဆရောထွေးသွားတော့မှာမဟုတ်ပါဘူးဒါလို့ဆိုရင်အစာရင်ကအက်ဆစ်ဓာတ်များလွန်းတဲ့အနေအထားမှာရှိနေအောင်ပါအဲ့ဒါကြောင့်အစာမကြေတာတွေအချင်းပေါက်တာတွေဘိုက်ပွားတာတွေနဲ့ကိုယ်လေးချိန်တက်တာတွေစတဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်မိတ်ဆွေတို့ရဲ့အစာရင်ကအာဟာရတွေစုပ်ယူပြီးစွန့်ပစ်ပစ္စည်းတွေကိုဖယ်ရှားဖို့ရုန်းကန်နေရပြီဖြစ်ပါတယ်ရေတောက်နည်းအမှန်ကတော့ရေကိုဖြည်းဖြည်းချင်းတောက်ရမှာဖြစ်ပါတယ်အဝါကျဲကျဲပလင်းနေနဲ့ရေတောက်တာမျိုးရှောင်သင့်ပါတယ်ဖန်ခွက်ဒါမှမဟုတ်ရင်ပိုက်နဲ့စုပ်တောက်ဖို့အကြံပြုခြင်းပါတယ်နံပါတ်3ရေခဲရေတောက်ခြင်းတနေ့တာအလုပ်တွေနဲ့ပင်ပန်းခဲ့ပြီးနောက်မှာတော့အိမ်ပြန်ရောက်တဲ့အခါမှာရေခဲတက်တာစီပြေးပြီးရေအေးအေးလေးတောက်တတ်ကြပါတယ်ဒါပေမဲ့ဒီအချင်းကအန်ဒီရရှိပါတယ်ရေခဲရေကလေချောင်းနာစေနိုင်ပါတယ်ပိုဆိုးတာသွေးကြောတွေကိုကျုံစေပြီးအစာချေအောင်နှေးစေပါတယ်အေးခံထားတဲ့ရေဟာအစာအစာတွေစီကရလာတဲ့အဆီတွေကိုပုံမခဲစေနိုင်ပြီးဒီအဆီတွေကိုခြေဖြတ်ဖို့အတွက်ပုံမခက်ခဲစေပါတယ်နောက်ထပ်တက်ရောက်မှုတစ်ခုကတော့အစစ်အမြစ်ကိုက်ခဲခြင်းပါလေ့လာမှုတွေအရရေခဲရေကနှလုံးခုန်လုံးကိုရှော့ချပေးနိုင်ပါတယ်အကောင်းဆုံးရွေးချယ်မှုကတော့အခန်းအပူချိန်အတိုင်းရှိထားတဲ့ရေဖြစ်ပါတယ်မိတ်ဆွေတို့ကရေအေးအေးလေးကြိုက်တတ်တဲ့သူဆိုရင်တော့မြေအိုးထဲကိုရေထည့်ပြီးတော့တောက်သုံးကြည့်ပါတောက်ရေအိုးစဉ်ကရေဟာတဘာဝအတိုင်းအေးမြပြီး pH ပမာဏကိုလည်းမျှတစေပြီးတော့အညစ်အကြေးတွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်ပိုကောင်းတာကတော့ကြက်သီးနွေးရေလေးကိုတောက်တာပိုကောင်းပါတယ်ရေကြိုက်ရင်မြေအိုးကိုသုံးကြည့်ပါ၎င်းကလည်းရေကိုတဘာဝအတိုင်းအေးမြစေပြီးတော့ pH ကိုလည်းမျှတစေတယ်အညစ်အကြေးတွေကိုလည်းဖယ်ရှားပေးပါတယ်နံပါတ်4ရေလွန်ကျွံတောက်ခြင်းတချို့လူတွေကသူတို့ရေမစားဘူးဆိုရင်တော့ရေတွေကိုအများကြီးတောက်လို့ရှိပါတယ်ရေများများတောက်လို့ပိုအကျိုးရှိလေလို့ယုံကြည်ထားတဲ့အတွက်ဖြစ်ပါတယ်ဟုတ်ပါတယ်ရေထဲရှိနေဖို့ကရည်ကြီးပါတယ်ဒါ
ဒါပေမဲ့ရေအလွန်ကျွံတောက်ရင်တော့အန်ဒီရှိပါတယ်ရေအလွန်ကျွံတောက်ခြင်းဟာခန္ဓာကိုယ်ရဲ့စားနဲ့လျက်လိုက်ရည်တွေကိုပျော်ဝင်စေပါတယ်ဆိုဒီယမ်ကဆဲရီရဲ့နဲ့ဆဲရီရဲ့တဝိုက်မှာရှိတဲ့အရည်တွေကိုမျှတအောင်ကူညီပေးပါတယ်ရေကိုအလွန်ကျွံတောက်လိုက်ရင်တော့ cell တွေရဲ့အရည်တွေကဝင်သွားပြီးဖောရောင်တာမျိုးတွေဖြစ်သွားစေနိုင်ပါတယ်။အောနောက်ဆဲတွေဖောရောင်လာမယ်ဆိုရင်အလွန်အန်ဒီများပါတယ်။နှကန်း6တာနဲ့အဝါရောင်စီးတွေကမိတ်ဆွေတို့ခန္ဓာကိုယ်ကရေဓာတ်လိုအပ်တယ်ဆိုတဲ့ပြဿနာကိုပြနေတာဖြစ်ပါတယ်။ကိုယ်ခန္ဓာကိုယ်ကပြောတဲ့လက္ခဏာတွေကိုနားထောင်ပြီးရေကိုလိုအပ်တဲ့လောက်သာတောက်သုံးသင့်ပါတယ်။နံပါတ်5မတ်တက်ရက်ပြီးရေတောက်ခြင်းလူတော်များများကမတ်တက်ရက်လျက်ဒါမှမဟုတ်လမ်းလျှောက်နေရင်ဒါမှမဟုတ်ပြေးနေရင်လည်းတောင်မှရေတောက်တတ်ကြပါတယ်။ဒါပေမဲ့ဒါအကျမ်းမာရေးအတွက်မကောင်းပါဘူး။မတက်ရက်နေတဲ့ခါမှာမိတ်ဆွေတို့ရဲ့ကြောက်ကရေကိုမှန်ကန်စွာစစ်ထုတ်နိုင်မှာမဟုတ်ပါဘူး။ဒီအနေထားမှာတော့မိတ်ဆွေတို့ရဲ့ကြွက်သားတွေနဲ့အာယုံကြောစနစ်တွေကတင်းမာနေပါတယ်။ဒါလို့အချိန်မှာခန္ဓာကိုယ်ကရေကိုစုပ်ယူဖို့အတွက်ခက်ခဲစေပါတယ်။ဒါခန္ဓာကိုယ်ရဲ့အရည်ဓာတ်မြတ်တမှုကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ပိုရှန်တဲ့အရည်တွေကအဆစ်တွေရဲ့မှာစုစည်းနိုင်ပြီးတော့အဆစ်အမြစ်ရောင်ရမ်းတာမျိုးဖြစ်စေပါတယ်။ထိုင်လျက်အနေထားနဲ့ရေကိုဖြည်းဖြည်းချင်းတောက်တာပိုကောင်းပါတယ်။ဒါတွေကရေတောက်ရင်းနဲ့လူတွေလှုပ်လေ့ရှိတဲ့အမှားတွေဖြစ်ပါတယ်။ကဲဒါဆိုရင်ရေကိုဘယ်အချိန်မှာဘလောက်ပမာဏနဲ့ဘယ်လိုပစ္စည်းမျိုးတွေနဲ့တောက်တင်လဲဆိုတော့ပြောကြည့်ကြရအောင်ပါ။ဘယ်အချိန်မှာရေတောက်ရမလဲ။ရေစားတဲ့ခါတိုင်းရေတောက်ပါ။ဒါပေမဲ့အိယာထပြီးရနဲ့ရေတောက်တတ်တဲ့အကျင့်ကိုတော့မွေးမြူပေးပါ။မနေ့ကမှထွက်တဲ့တတွေးဟာအစာရင်အက်ဆစ်ကိုထိန်းညှိပေးရမှာပိုပြီးအစွမ်းထက်ပါတယ်။ဒါကြောင့်မနေ့ကမှရေမချိုးခင်ရေရင်တောက်ပါ။အစာစားချိန်တစ်ခုနဲ့တစ်ခုကြားမှာရေကိုတောက်နိုင်ပေမဲ့အစာစားချိန်အတွင်းမှာတော့မတောက်ပါနဲ့ရေတောက်တဲ့နေရာမှာအစာမစားမီအနည်းဆုံးမိနစ်30ကွာဟပြီးတခါအစာစားပြီးတဲ့တနားရီကြာအောင်ကွာဟပြီးမှတောက်ပါရေဘယ်လောက်တောက်ရမလဲရေပမာဏဘယ်လောက်မှန်မှန်ကန်ကန်တောက်ရမလဲဆိုတာကတော့မိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်ပုံစံကိုယ်လေးချိန်လှုပ်ရှားမှုစင်းနဲ့ယာတိဥရုအပေါ်မူတည်ပါတယ်အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေကနေလည်းရေဓာတ်ကိုရရှိပါတယ်အဲဒါကြောင့်လူတိုင်းအတွက်ပုံသေးဘယ်လောက်တောက်ရမလဲဆိုတာမျိုးတော့မရှိပါဘူးမိတ်ဆွေတို့ခန္ဓာကိုယ်ကဘယ်လိုတုံ့ပြန်မလဲဆိုတာကိုကြည့်ပြီးလိုက်လျောညီထွေဖြစ်အောင်တောက်သုံးရမှာဖြစ်ပါတယ်ပုံမှန်အားဖြင့်တော့တစ်နေ့ကို 2.5 လီတာကနေ3လီတာအကောင်းဆုံးပမာဏဖြစ်ပါတယ်ဘယ်လိုပစ္စည်းမျိုးတွေနဲ့ရေတောက်ရမလဲရေကိုတန့်ရှင်းတဲ့ရေဘူးတွေတိုင်းမှာထည့်ပြီးတောက်သုံးနိုင်ပါတယ်ဒါပေမဲ့ကြီးနဲ့လှုပ်ထားတဲ့အိုးတွေမှာထည့်တောက်တာကတော့အကောင်းဆုံးအကျိုးကျေးဇူးကိုရရှိနိုင်ပါတယ်ရေကိုကြီးနဲ့လှုပ်ထားတဲ့အိုးထဲမှာတစ်ညလုံးတူလောင်ထားပါမိတ်ဆွေတို့အနီးနားမှာရှိတဲ့တစ်သားမျက်နှာပြင်ပေါ်မှာတင်ထားပါအဲ့ဒီရေကိုနက်နက်စောစောမှာတောက်ပါကြီးနဲ့လှုပ်ထားတဲ့အိုးကနေဓာတ်ရိုက်ခတ်ယူပြီးတောက်ပါအခြားရေဘူးတစ်ခုခုတွေကိုပြောင်းထည့်ပြီးတောက်တာမျိုးမလုပ်ပါနဲ့ဒီကြီးနဲ့လှုပ်ထားတဲ့ရေအိုးတွေကရေကို3လလောက်တောက်ကြည့်ပြီးရလက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ရေဟာကျွန်တော်တို့ရဲ့အသက်ဖြစ်ပါတယ်ရေကိုမှန်မှန်ကန်ကန်တောက်ရင်ကျန်းမာရေးပြဿနာတွေကိုဖြေရှင်းပြီးသားဖြစ်တဲ့အတွက်မှန်မှန်ကန်ကန်တောက်သုံးကြဖို့အတွက်အကြံပြုလိုက်ရပါတယ်